As I place this ring on your finger, I give you my promise to love, cherish and respect you for all the days of my life. With this ring, I pledge to be your faithful partner, to support you through life, joy and challenges, and to celebrate every moment by your side. တွေ့ခဲ့ကြတဲ့အချိန်ကစပြီးတော့အခုချိန်ထိကိုမောင်ရဲ့ရွေးထွေးမှုတွေအချစ်တွေနဲ့အမြဲတမ်းသိပြီးတယ်စိတ်သက်ခွန်အားပေးခဲ့အမြဲတမ်းလိုလိုက်ပေးခဲ့ကိုယ်ကမှမရှိနေလုံးကြုံနဲ့ရွေးထွေးရဆိုတဲ့ခံစားချက်ကိုကိုယ်နဲ့ခံစားရခဲ့တယ်အတိတ်တွေကိုလည်းနားလည်ပြီးတော့အခုလက်ရှိဒီလိုတမွန်ထားချစ်ပေးလို့ဒီနိုင်ကြပါလားသူရှိတဲ့အနေနဲ့ကိုကြည့်ပါလေဘလို့ခံရရပဲကြောင်လာရတော့မောင်ရဲ့လက်ကိုအမြဲစမှန်ကြမောင်ရဲ့ဒီတတလုံးအမြဲတူရှိနေပါမယ်လို့ကိုကြည့်ပြပါတယ်ဒီချက်ပဲပါအမှတ်တမဲ့ဖေ့ဘုတ်ပေါ်မှာသူ့စပြီးတည်ထားမိတာတည်ထားမိနေအဲ့တော့သူ့ကိုချိကပ်ဖို့စူးစမ်းတာပေါ့ပထမဆုံးတယောက်တည်းမသားရတော့တငယ်ချင်းတွေနဲ့ချိန်ညီမရဲ့အကောင့်ထဲမှာအရင်ကသွားရှိခဲ့တာပေါ့နော်အဲ့နဲ့အဲ့ရက်ကကြတော့တရက်ညီမတငယ်ချင်းတွေနဲ့အပြင်သွားတဲ့ပေါ့နော်ပုံလေးတစ်ခုမိုင်းလေးတင်လိုက်တာအဲ့တော့သူကလာမှတ်တာပေါ့နော်သူလည်းဝင် join ကျင်တယ်ပေါ့နေဆိုင်အပြင်မှာစုံကြရအောင်ပေါ့ဗာညာနဲ့ဆိုပြီးတော့လာပြောတော့အဲ့ရက်ကနေစပြီးစကားတွေပြောဖြစ်တယ်ရှိတယ်ဟိုဘလို့ပဲဖြစ်ဖြစ်ဟိုသူ့ဘက်ကဟိုနားလည်မှုတွေနဲ့ဟိုရှေ့ဆက်ခဲ့ကြရပေါ့နော်သူ့ဘက်ကရောကိုယ့်ဘက်ကရောဟိုသူ့ဘောကိုအများကြီးနားလည်ပေးရတယ်လို့ဟိုကိုလည်းဟိုသူ့ဘက်ကတော်တော်လေးပေါ့နော်ဟိုနားလည်ပေးခဲ့တာလေးဒီဆိုင်ပေးခဲ့တာလေးအများကြီးရှိတော့ဒီလိုလေးလည်းအများကြီးရှေ့ဆက်ကြတယ်အဖေမပေးခင်အဖေပေးပြီးနောက်ပိုင်းညီရဖြစ်တဲ့တောက်လျှောက်လုံးမှာတော့လုံးလို့ဟိုကျင်းနူးစရာအမျိုးတော့တော်တော်များဆုံးလိုက်တိုင်းဟိုဒါတော့တစ်ခုမဟုတ်တစ်ခုမရတော့ surprise လေးအများကြီးအဖေပေးပြီးတော့အကိုရင်းကိုခေါ်ရတဲ့အမတ်တက်ပေါ့အကိုရင်းနဲ့ဆက်ပေးတာအကိုကတော့ဒီသူကတော့ပြောတာပေါ့အစားအကိုရကတော့အဲ့လိုမျိုးနည်းနည်းဟိုဖြစ်တယ်တိတ်ဘယ်လိုလဲတော့မသိ6တာလားဟိုအဲ့လိုပြောတော့ကြောက်တာပေါ့စတွေ့တော့နည်းနည်းရှိနေကိုနဲ့တွေ့ဒါပေမဲ့ပြန်သူတို့နဲ့တွေ့တော့လေစင်ပြီးတော့အဲ့ဒီကအမတ်တက်ဖြစ်ဆုံးပဲShall we meet outside tonight? Don't meet another girl. Okay, all right.
ကိုလည်းဟိုအဲ့လောက်ထိဟိုစိတ်ရှည်ပြီးတော့เนาะအဲ့လောက်ထိအလျှော့ပေးတတ်လိမ့်မယ်တော့မထင်ခဲ့မိဘူးသူနဲ့တွေ့မှာပေါ့เนาะသူ့ဘက်ကလည်းရှော့ပေးရရရှိပါတယ်ဒါပေမဲ့ကိုတော့မှပဲဟိုအော်ရလောက်တဲ့အထိဟိုပေါ့เนาะတော်လည်းမျိုးစိတ်ရှည်တာတွေဟောအလျှော့ပေးတာမျိုးတွေရှိတတ်လာတယ် เนาะနှစ်ယောက်တူညှိနှိုင်းပြီးဖြစ်နိုင်တယ်အဲ့အတွက်လည်းဟိုဝမ်းသာတယ်ပြီးတော့ပါဆိုလက်တွဲဖို့ကောင်းဖြစ်တယ်လို့ခံစားရတယ်ကျွန်တော်ဘာလို့ဟိုကျွန်တော်လိုချင်တဲ့ဟာလည်းသူလိုက်နှိပေးတယ်ကျွန်တော်သူလိုချင်တဲ့ဟာလည်းကျွန်တော်နှိပေးတယ်အဲ့လိုတွိုင်းနေနားလေကျွန်တော်ပေါ်နားလေတဲ့မိန်းကလေးတယောက်ဖြစ်တယ်ဆိုတာပိုပြီးခံစားလာမိတယ်သူစိတ်ချမ်းသာအောင်လည်း